အရာမစပီစီကြီးတွေကိုဘလို့များထိန်းချုပ်နေလဲဆိုတာတွေးဖို့ပါသလားအဖြေကလေတတိတောင်ထားမိမှာမဟုတ်တဲ့သေးသေးလေး electronic ပစ္စည်းတစ်ခုထဲမှာရှိနေနိုင်ပါတယ်ကဲဒီတစ်ခေါက်တော့အဲ့ဒီစွမ်းအားကြီးတဲ့ခလုံးလေးရဲ့ရုပ်ဝက်ချက်ကိုအတူတူကြည့်လိုက်ကြရအောင်ဟုတ်ပါပြီတကယ်မိုးလေဝသကိုထင်းချို့တဲ့အကြောင်းပြောနေတာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့တကယ်မိခွန်းကတီတော့ပါအင်မရန်ကြီးမားတဲ့လက်စစ်စီကြောင်းကြီးတစ်ခုကိုလေတေးသေးလေးနဲ့တိကျတဲ့စင်ကတစ်ခုလေးနဲ့ဘလို့များထင်းချို့နိုင်မှာလဲအဲ့နောက်ကွယ်ကနိပညာကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့ဒီကြီးမားတဲ့စင်ခွာမှုရဲ့အဖြေကတော့ Silicon Controlled Rectifier အတူကောက် SCR လို့ခေါ်တဲ့အစွမ်းထပ်ပစ္စည်းလေးတစ်ခုစီကလာတာပါကဲသူကဘာလဲဆိုတာကိုအနီးကလေ့လာကြည့်ကြတာပေါ့တရားဝင်အတိတ်ပဲဖွင့်ဆိုချက်အရာတော့ SCR ဆိုတာက solid state ဖြည့်ဆည်းကြောင်းထိန်းချုပ်တဲ့ပစ္စည်းတစ်ခုပေါ့ရိုးလေးစဉ်းစားရင်မိခလုတ်တစ်ခုလိုပါပဲဒါပေမဲ့သူ့မှာလုံးဝရွေ့လျားတဲ့အစိပ်ပိုင်းတွေမပါဘူးအရာအားလုံးက electronic စနစ်နဲ့ပဲအလုပ်လုပ်တာဆိုတော့တော်လေးကိုစိတ်ချရတယ် SCR ရဲ့ဘလို့အလုပ်လုပ်လဲဆိုတာကိုတကယ်နားလည်သွားအောင်ဥပမာလေးတစ်ခုနဲ့ပြောကြည့်ရအောင်စိတ်ထဲမှာမြင်ရောင်ကြည့်လိုက်ပါအာရင်ဖျင်းတဲ့နဲ့ရေတွေကိုထိန်းချုပ်ထားတဲ့အရာမစိတ်ကြီးတစ်ခုကိုပေါ့အဲ့ဒီဥပမာထဲမှာဆိုရင်ပေါ့နော်လက်စစ်စစ်ချောင်းဆိုတာကစွမ်းရည်တွေအပြည့်နဲ့ဂျလဟောစီနဲ့မြေကြီးတစ်စိမ့်ပဲအဲ့ဒီဆယ်ကြီးကသူ့လမ်းကြောင်းမှာပိတ်ထားပြီးတော့အဲ့ဒီစွမ်းအားတွေအားလုံးကိုထိန်းချုပ်ထားတာပေါ့ဒီတော့ဒီဥပမာကိုအဆုံးသတ်ရရင် SCR ကအဲ့ဒီစေကြီးမှာတတ်ထားတဲ့အထူးရတခါကြီးတစ်ခုလိုပဲတေးသေးသေးအချက်ပြမှုတစ်ခုလေးနဲ့တင်ဒီရတခါကိုဖွင့်ပြီးတော့အားပြည့်နဲ့လျှက်စစ်မြေရည်စီကြောင်းကြီးကိုစီးတွားခွင့်ပေးလိုက်နိုင်တယ်ဒီလိုတေးသေးလေးပဲစီမှတော့စိတ်ဝင်စားစရာတမိုင်းကြော်လေးရှိပါသေးတယ်သူ့ရဲ့အခြေခံသဘောတရားကို1956မှာ Bell Labs မှာစပြီးတွေ့ရှိခဲ့ပြီးတော့နောက်တစ်နှစ်မှာပဲ General Electric ကချက်ချင်းဆိုတယ်လို့စီးပွားထထုတ်လုပ်ခဲ့တာဒါကလေစွမ်းရည်ကိုထိရောက်ထိန်ချုပ်နိုင်ဖို့တဲ့လမ်းတစ်ခုကိုဖွင့်ပေးလိုက်ကြပါပဲ SCR ကဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုနားလည်ဖို့ဆိုရင်သူကမတူညီတဲ့အခြေအနေမော့၃မျိုးမှရှိနေနိုင်တယ်ဆိုတာသိထားဖို့လိုတယ်သူကပိတ်ဆို့ထားနိုင်တယ်လက်စီခွင့်ပြုနိုင်တယ်ဒါမှမဟုတ်ဖြောင်းပြက်စီးတာကိုပိတ်ဆို့ထားနိုင်တယ်ကဲတခုချင်းစီကိုကြည့်လိုက်ကြအောင်အဓိကမို့၃မျိုးရှိပါတယ်ပထမတစ်ခုက forward blocking ဒီအခြေအနေမှာ SCR ကပိတ်နေပြီးအသင့်အနေထားနဲ့စောင့်နေတာပေါ့ပြီးရင် forward conduction ဒါကဖွင့်ထားတဲ့အခြေအနေလက်စီးကြောင်းကအရှိန်နဲ့စီးဆင်းနေပြီနောက်ဆုံးတစ်ခုကတော့ reverse blocking ပါဒါကလက်စီးကြောင်းလမ်းမစီမသွားအောင်ကာကွယ်ပေးတဲ့အရန်အရေးကြီးတဲ့လုံခြုံရေးအပိုင်းတစ်ခုပေါ့ကဲအခုနက10ဦးမှနဲ့ပြန်ချိတ်ဆက်ကြည့်ရအောင် forward blocking mode ဆိုတာက10ရဲ့ရေတံကာကိုလုံးဝပိတ်ထားပြီးတော့ရက်စမြစ်ရေစီးကြောင်းကိုအပြည့်အဝထင်းချုပ်ထားတဲ့အခြေအနေနဲ့အတူတူပါပဲ forward connection mode ကတော့ရှင်းလေးပါတင်းငယ်တဲ့အချက်ပြမှုလေးနဲ့ရေတံကားကိုဖွင့်လိုက်တဲ့အခါမှာလက်စမြစ်စီကြောင်းကအဟံအတားမရှိစီးဆင်းသွားတဲ့ဖွင့်ထားတဲ့အခြေအနေပေါ့နောက်ဆုံးမိုးဖြစ်တဲ့ reverse blocking ကတော့ SCR ရဲ့တလန်းသွားတဲ့ဘောကိုပြတာပဲလက်စမြရေစီးကြောင်းကနောက်ပြန်စီးဖို့ကြိုးစားရင်ကောင်ဇဲကြီးရဲ့အခိုင်အမာတန်တိုက်ကြီးကလုံးဝကိုခွင့်မပြုဘူးဟုတ်ပြီဒီတော့ဒီရေတကားကိုတကယ်တမ်းဘလို့ထိန်းချုပ်ကြမလဲစိတ်ဝင်စားစရာကောင်းဆောင်အပိုင်းကလေသူ့ကိုဖွင့်လိုက်တော့တခုတည်းမဟုတ်ဘူးသူဘလို့ပွင့်လက်တန်းဆက်ရှိနေတယ်လေဆိုတာပဲကဲအဲ့ဒီလုပ်ငန်းစဉ်ကိုကြည့်လိုက်ကြအောင်ဒီလုပ်ငန်းစဉ်က SCR ပိတ်နေတဲ့အခြေအနေကနေစပါတယ်ပြီးရင် gate ကိုသေးငယ်တဲ့ pulse လေးတစ်ခုပေးလိုက်တယ်ဒီနေရာမှာမစိတ်ဝင်စားစရာကောင်းတော့ဖြစ်လာတာ SCR ကဖွင့်အခြေအနေမှာ latch ဖြစ်သွားတယ်ဆိုလိုတာကတော့ခတ်ထားလိုက်တယ်လို့ပဲအစကပေးလိုက်တဲ့ pulse လေးဖြောက်သွားရင်တောင်သူကစစ်ပွင့်နေတုံးပဲသူ့ကိုပိတ်ဖို့တခုတည်းတော့နီးလန်းကတော့အဓိကလက်စီးကြောင်းကိုတိတိတတာရှော့ချလိုက်ဖို့ပါပဲဒီစကားကလက်ချင်းတဘောတရားကိုအကောင်းဆုံးအနစ်ချုပ်ပြလိုက်တာပဲတခါဖွင့်ပြီးသွားပြီဆိုရင်သူ့အလုပ်သူဆက်လုပ်နေတော့မှာပါကဲ theory တွေတော့ဒီလောက်ပါပဲဒီနေ့ပညာကိုလက်တွေ့ဘဝမှာတော့ဘယ်နေရာတွေမှာတွေ့နိုင်လဲတကယ်တော့လေ SCR တွေကထင်ထားတာထက်အများကြီးပိုပြီးအသုံးများပါတယ် SCR တွေကနေရာတိုင်းမှာရှိနေပါတယ်အင်ကမီးအလေးအမောင်ချိန်တဲ့ခလုတ်တွေကအစစက်မှုလုပ်ငန်းထုံးကဟေဆော်စက်တွေမှာစွမ်းအင်ရေကိုထိန်းညှိပေးတာပြီးတော့ကြီးမားတဲ့ဓာတ်အားလိုင်းတွေမှာလစ်စစ်စီးဆင်းမှုကိုစီမံခန့်ခွဲတာအဆုံးအောစရာကောင်းတာကခန္ဓာဝင်ပင်ဘောကင်းစက်တွေထဲမှာတောင်သူတို့ကိုတွေ့နိုင်ပါတယ်ဒီမှာအဓိကအချက်ကဒါပါပဲကျွန်တော်တို့ပြောနေတာ volt နဲ့ amp ထောင်ပေါင်းများစွာကိုထိန်းချုပ်တဲ့အကြောင်းပါအင်မတန်ကြီးမားတဲ့စွမ်းရည်တွေကိုတေးသေးလေး electronic signal တစ်ခုနဲ့ထိန်းချုပ်နေတာဒါဟာမိုးချို့တစ်စင်းကိုတူးလေးပြောပြီးထိန်းချုပ်တာနဲ့တကယ်ကိုတူမနေဘူးလားဒါမဲ့ SCR ကတမျိုးတည်းတော့မဟုတ်ပါဘူးသူ့ရဲ့အခန်းခဏကိုပို့ပြီးနားလည်သွားအောင်သူ့ရဲ့ညီကိုလိုဖြစ်တဲ့ TIAC နဲ့နိုင်ရှင်ကြည့်ရအောင် SCR နဲ့ TIAC ရဲ့အဓိကကွာခြားချက်ကတော့လက်စီကြောင်းစီးဆင်းနိုင်တဲ့လားရပါပဲ SCR က
DC လိုမျိုးတလန်းပဲသွားတယ်။ TR ရဲ့ကတော့ AC လိုမျိုးရှေ့ရောနောက်ရောနှစ်လန်းသွားစီးဆင်းနိုင်တယ်။အဲဒါကြောင့်အိမ်တွေမှာသုံးတဲ့မီးအလန်းမောင်ချိန်နဲ့ခလုတ်တွေမှာ TR ရဲ့ကိုသုံးကြတာပေါ့။ ဆို1950ပြည့်နှစ်တွေကတီထွင်မှုတစ်ခုဖြစ်တဲ့ SCR ဟာဒီနေ့ကျွန်တော်ရဲ့ခေတ်သစ်ကဘာမှာနောက်ွယ်ကနေအလုံးလုံးပေးနေတဲ့သူရဲကောင်းတယောက်လိုပါပဲသူ့ရဲ့အမွေအနှစ်ကတော့ကြီးမားတဲ့စွမ်းအားကိုတိကျစွမ်းထိန်းချုပ်နိုင်ခြင်းပါပဲ။ဒါကစဉ်းစားစရာမိကုန်းတစ်ခုကိုမွေးထုတ်ပေးလိုက်ပါတယ်။နောင်မျိုးဆက်ရဲ့ SCR ကဘာဖြစ်လာမလဲ။အနာဂတ်ရဲ့စွမ်းအင်ကိုရောဘယ်နည်းညာကထိန်းချုပ်သွားမှာလဲ